နိုင်တဲ့ယောက်ျားကိုမိန်းမတွေကအထင်သေးတယ်နင်ပတ်စံအတွက်ရှာနင်တော်တော်အတော့မကြတဲ့ယောက်ျားနင်ဘာမှလည်းမရှာနိုင်ဘူးကြည်စမ်းနင်တော်တော်ညံ့နေဆိုင်မုံကမိန်းမကိုပြန်မပြောရက်ဘူးပြန်မပြောရဲလို့မဟုတ်ဘူးပြန်မပြောရက်ဘူးဆိုတာမေတ္တာနော်ပြောရင်ရတာပေါ့မင်းပါစပိတ်ထားလို့ပြောရင်ရပြီမယ်ကျွန်တော်တို့ယောက်ျားတွေမိန်းမကိုပြန်မပြောတာဟာကြောက်လို့မဟုတ်ဘူးနော်ပြန်မပြောရက်တာဟာမေတ္တာလို့မိန်းမတွေကမသိကြဘူးမိန်းမတွေကတော်တော်ခက်တယ်ပတ်စံရှိတဲ့ယောက်ျားမှာအထင်ကြီးခြင်းနဲ့အိုးအိမ်တော်ရှင်မိန်းမအပေါင်းတို့ပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါပတ်စံကိုအရေးမကြီးဘူးလို့အကျွန်ုပ်မပြောလို့ပါအရှင်မရေပတ်စံတဲ့အရေးကြီးတာယောက်ျားတစ်ယောက်ကပေးတဲ့နှွေးထွေးမှုဟာပတ်စံတဲ့ပို့ပြီးအရေးကြီးတယ်ဆိုတာအရှင်မနင်သိသိစေချင်တာပဲမိန်းမတွေကတင်တောင်းတင်တယ်ထားနိုင်တဲ့သူကိုမှမိန်းမတွေကအလိုရှိကြတာမိန်းမရဲ့ငါနင့်ကိုတင်တောင်းတင်တယ်ထားနိုင်ဖို့ငါကြိုးစားပါတယ်တင်တောင်းတင်တယ်ထားနိုင်တာလဲအရေးကြီးတယ်လို့တင်တောင်းတင်တယ်ထားနိုင်တာတဲ့အရေးကြီးတာကနင့်ကိုငါအမြဲတမ်းဘာပဲလုပ်လို့ဦးစားပေးတယ်လေဦးစားပေးခြင်းဟာတင်တောင်းတင်တယ်ထားခြင်းတဲ့အရေးကြီးတယ်ဆိုတာအိမ်ရှင်မတွေမသိတာတော့တော်တော်